ချင်ပြည်နယ်မေလနောက်ဆုံးပတ်အတွင်းဖြစ်ပွားခဲ့တော့လူအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များမေလနောက်ဆုံးပတ်အတွင်းအရက်သား3ဦးတပ်ဖြတ်ခံရပြီးခိုးဆိုးလူရမှုတွေပုံများပြားလာပါတယ်။မေလ29ရက်နေ့ဖက်ကလုံခင်းတွင်စစ်ကော်မရှင်တပ်မှအရက်သား3ဦးကိုပြစ်တက်ခဲ့ပါတယ်။၎င်းတပ်ခံရသူအရက်သား3ဦးဟာစကမတပ်ဆွဲထားတဲ့လုံခင်းစေးရုံကုန်းနဲ့ကက်လက်တင်ကဟလူမှုရေးအတင်းအုပ်ထုစက်ရုံဝင်းထဲဖြစ်ပြီးစစ်တပ်မှပြစ်တက်ထားတဲ့နွားကိုအမေးဖြတ်ရောင်းချရာကနေပြစ်တက်ခံရကြောင်းအွန်လိုင်းသတင်းစာမျက်နှာများတွင်ဖော်ပြထားပါတယ်။စစ်ရေးအခြေအနေလက်ရှိတွင်ဖက်ကန့်ရွှေကူကတာဗမော်တွင် KA ပူးပေါင်းတပ်နှင့်စစ်ကော်မရှင်တို့ကြားတိုက်ပွဲပြင်းထန်နေပါတယ်။စစ်ရေးအရ KA ဖက်မှပြီးခဲ့တဲ့ဧပြီလ22ရက်တွင်ဖက်ကန့်နန်းယာကာမိုင်လန်ပိုင်အားယာယီပိတ်ထားခဲ့ပြီးယခုမေလ29ရက်နေ့တွင်ကျောင်းဖွင့်ရာတည်ရောက်ရှိလာပြီးဖြစ်သည့်အတွက်ပြည်သူလူထုနဲ့ကျောင်းသူကျောင်းသားများတွာလာရေးအဆင်ပြေစေရန်ဆိုပြီး KA တပ်မဟာကိုညွှန်ကြားချက်အရပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ထို့အပြင်မေလ21ရက်တွင်တိုက်ပွဲအရှိန်ပြန်မြင့်လာတာကြောင့်မန္တလေးမြစ်ကျနာလမ်းပေါ်ရှိနန်စီအောင်မော်လူနပါအင်းတော်ကားလမ်းနဲ့ထီချိုက်ကတာလမ်းပိုင်းကိုအမတ်တစ်စစ်ဒေသဌာနချုပ်ကတာခရိုင်ကုတ်ကေးရုံကယာယီပိတ်လိုက်ကြောင်းထုတ်ပြန်ခဲ့ပြီးယခုမေလ29ရက်နေ့တွင်တော်လိုင်းရေးတပ်ဖွဲ့မှပြန်လည်ဖွင့်ပေးခဲ့ပါတယ်။တများတိုက်လူရဲမှုစစ်တပ်နဲ့ပြည်သူစစ်တပ်ထိန်းချုပ်ထားတဲ့ဒေသများတွင်မကြာခဏဆိုသလိုပြင်တများတိုက်လူရဲမှုတွေဖြစ်ပေါ်နေပါတယ်။ပြီးခဲ့တဲ့မေလ28ရက်နေ့တွင်ဖက်ကန့်လုံခင်းရက်ကွက်3ရှိဦးကျိုးဆက်ဝက်ခုံပိုင်ရှင်တများတိုက်ခံရက320ပါသွားခဲ့ပါတယ်။ဆက်လက်ပြီးမော်စီစာလေပြင်းငင်းချမ်းတာယာကြေးရွာတို့တွင်နေ့စဉ်နေ့အမျှစကားမနဲ့အနိုင်ကျင့်ပိုးကြမှုနဲ့တများတိုက်ခံရမှုတွေကြုံတွေ့နေရပါတယ်။မေလ26ရက်နေ့တွင်လည်းလုံခင်းရွှေမော်သေးခိုခန်းရှိမှာခရောင်းကားစီးလာတဲ့ဇနီးမောင်နှံကားကိုဝရဇွတ်ဖက်စိတ်ပါတနက်ကင်သူတွေကတားပြီးကားပေါ်တက်လိုက်ကစေးရုံကုန်းဖက်မောင်းခိုင်းပြီးကားသိမ်းမေပြောတော့၎င်းတို့ဇနီးမောင်နှံကကားကိုမသိမ်းပေးဖို့လက်အုပ်ချီတောင်းပန်ကပါလာတဲ့10သိန်းနဲ့ဖုန်းတွေပေးခဲ့ရပါတယ်။မေလ24ရက်လီစုအတင်းတော်မှာတင်းအုပ်ဆရာဇနီးမောင်နှံနဲ့တင်းထောက်တို့ဖျားဝုပြုအပြန်ပလနနေမြေ9နဲ့ရွှေဆက်လန်းကြားမှာတများတိုက်ခံရကဆိုင်ကယ်2စီးနဲ့ဖုန်းအပြင်ဗဟိုအတင်းချုပ်ကိုပို့ရမယ်အတင်းတော်ရဲ့အလူငွေတွေကိုပါလူရက်ခံခဲ့ရပါတယ်။ယခုကတများတိုက်လူရက်မှုနေ့စဉ်နေ့အများဖြစ်ပေါ်နေတော့လေတာဝန်ရှိလူများမှစစ်ဆေးအရေးယူဖမ်းဆီးမှုအလွန်နေပါကြောင်းလေ့လာတွေ့ရှိရပါတယ်။အခြားထူးခြားဖြစ်စဉ်များအနေဖြင့်မေလ25ရက်နေ့တွင်ကချင်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW နဲ့တက္ကသိုလ်ကျောင်းသားလူငယ်အချို့ကမြစ်ဆုံစီမံကိန်းကိုကန့်ကွက်တဲ့အနေနဲ့ ARD မြစ်ရေထောင်ရစီစဉ်ပါစေ No မြစ်ဆုံ Dam Save ARD စတဲ့စာတမ်းများနဲ့အတူ ARD မြစ်ပေးနာတွင်စံသားထုတ်ဖော်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့မေလတတိယပတ်တွင်စစ်ရှောင်းအိမ်58လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီးဒရုန်းနဲ့လက်နက်ကြီးကျကွဲမှုကြောင့်အရက်သားနေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိနေသည့်အပြင်မြစ်ကျနာနဲ့ဖက်ကန့်ဒေသတို့တွင်လည်းတများတိုက်လူရက်ခံရမှုတွေလည်းရှိခဲ့ပါတယ်။